ဟာဘော်ရီမြိုင်ဆရာတော်ဖျားကြီးနဲ့အဘပူပူအောင်မင်္ဂလာပါပရိသတ်များရှင်စတမကိ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်အဘပထမန်ပူပူအောင်ဆိုတာဘလို့ပုဂ္ဂိုလ်ထူးကြီးလဲဆိုတာကိုမဟာဘော်ရီမြိုင်ဆရာတော်ဖျားကြီးကဒီလိုမိန့်ဖူးပါရယ်အဘပူပူအောင်အကြောင်းကိုမဟာဘော်ရီမြိုင်ဆရာတော်ကြီးမိန့်ကြားရဝဲပြမနာမျိုးနဲ့လက်လုံတောင်သာသနာနယ်မြေမှာဆရာတော်ဖျားကြီး၃ဝါသတင်းသုံးသာသနာပြုစဉ်အချိန်ကကြားနာမှတ်သားလိုက်ရတဲ့ဩဝါဒကထာဖြစ်ပါတယ်။ရန်ကုန်တာဟိကအသင်းအတွင်းရေးမှူးဖြစ်တဲ့ဦးကျော်ဝင်းရဲ့ရှောက်ထားချက်လည်းဖြစ်ပါတယ်ရှင်။အရှင်ဖျားတပည့်တော်ရဲ့မိခင်ကြီးကပူပူအောင်ကိုကိုးကွယ်ပါတယ်ဖျား။အေးဆိုပါအောင်။ညတိုင်းအလင်းတိုင်းနှစ်သားတိုင်းတောက်တော်ရည်ချမ်းလဲကက်လူပူဇော်ပါတယ်ဖျားရက်ထဲရွာထဲကမိတ်ဆွေတွေတချို့ကစုံတိုက်နက်တိုက်တို့တချို့ကမြေဖုတ်ဘလူးဖန်းစားတယ်တချို့ကပညာသင်နဲ့လှုပ်ထားတယ်လို့ဆိုပြီးတော့ရင်မန်းနေလာတောင်းကြပါတယ်ဖျားအေးပြောပါအောင်ကွတင်မဖျားအဲ့ဒီခါမှာမိခင်ဖြစ်သူကဘိုးဘိုးအောင်ပုံတော်ရှိမှတောက်တော်ရေကက်ဖျောင်းနိုင်ထွန်းပြီးတော့နှုတ်ကလည်းတွတ်နဲ့ရွတ်ပါတယ်ဖျားပြီးတဲ့အခါမှာအဲ့ဒီတောက်တော်ရေကိုရေမန်းဖြစ်လာတောင်းတဲ့သူကိုပေးလိုက်ပါတယ်ဖျားဒီလိုနဲ့ယောဂပျောက်တဲ့သူလည်းပျောက်ကြပါတယ်ဖျားအေးကွအဲ့ဒီတော့ဖျားတပည့်တော်တီးချင်တာကဖျောင်းနိုင်ထွန်းပြီးရှောက်လိုက်တဲ့အခါမှာအဘဘိုးဘိုးအောင်ကကြွလာပြီးတော့ချီးမြှင့်လာလားဖျားဒီလိုမေးလျှောက်လိုက်တဲ့အခါမှာမဟာဘောရီမြိုင်ဆရာတော်ဖျားကြီးကနေအတိဘယ်ပါနဲ့ပြုံးကြည့်ပြီးတော့မှမကြွပါအောင်ဗျာတကာကြီးတို့ကဘိုးဘိုးအောင်ကိုဘာထင်သေးလဲတပည့်တော်တို့မထင်တတ်ပါဖျားတပည့်တော်တို့ညံနဲ့လည်းမတွေးတတ်ပါဘူးဖျားအေးဗျတေချာနာထောင်ဘိုးဘိုးအောင်ဆိုတာကအနာဂံဝိစာကြီးဗျသူတရားအလုပ်သူလုပ်နေတာမကြွပါအောင်ဗျာတကာကြီးတို့ဘိုးဘိုးအောင်ကိုးကွယ်တဲ့သားသမီးတွေကဘိုးဘိုးအောင်ရဲ့ပုံတော်ရှိဖျောင်းနိုင်ထွန်းပြီးရှောက်လိုက်တဲ့အခါမှာသူတို့ရဲ့တီလဂုံဟိတ်ကြောင့်ရှောက်တဲ့သူရဲ့ပုံရိပ်ကဘိုးဘိုးအောင်အာယုံနဲ့သွားပေါ်ရတာဗျတင်မမိမဖျားစိတ်ဝင်စားလို့ပါဖျားအေးအဲ့ဒီခါမှာဘိုးဘိုးအောင်ဘေးမှာစောင့်နေတဲ့ဝိစာတွေကဘိုးဘိုးအောင်ဘေးကိုအာယုံပြုတ်တယ်လေအေးပြုတ်တဲ့ဖက်ကိုဆာယာဝိစာတွေကလိုက်လုပ်ပေးရတာဗျဘိုးဘိုးအောင်ကတော့ကြွပါအောင်ဗျာမှန်လားပါဖျားကျေးဇူးကြီးတော်မူပါတယ်ဖျားဒါကတော့မဟာဘောရီမြိုင်ဆရာတော်ဖျားကြီးမိန့်ကြားဖူးခဲ့တဲ့ဘိုးဘိုးအောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်အရှင်မြတ်ပုဂ္ဂိုလ်မြတ်တို့ရဲ့သီလဂုဏ်ကိုသိကြပါစေအခုလိုမျိုးအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်